နေ့တရားဒေသနာဝင်ငါမဲ့ဆရာမကြီးရဲ့ရွေးကောက်ထားတဲ့ကျမ်းချက်များကိုဖတ်ပါမယ်။ကျမ်းချက်နှစ်ချက်ပါပါတယ်။ပထမအချက်မှာဆာလံကျမ်း128ခုမြောက်သောဆာလံကျမ်းအခန်းကြီး1အပိုင်ငယ်3ထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခီးတော်သို့လိုက်သွားသမျှသောသူတို့သည်မင်္ဂလာရှိကြ၏ထို့သို့ပြုလျင်တင်သည်မိမိလက်နှင့်လှုပ်ဆောင်၍ရသောအစာကိုစားရလိမ့်မည်မင်္ဂလာရှိ၍ကောင်းစားရလိမ့်မည်တင်ဤမယားသည်တိအိမ်နာမှများစွာအတီးတီးသောစပြစ်နွယ်ပင်ကဲ့သို့၎င်းသားသမီးတို့သည်တင့်စပွဲဝတ်လင်၌တင့်စပွဲပတ်လင်၌စိုက်ပျိုးသောတန်လွင်ပင်များကဲ့သို့၎င်းဖြစ်ကြလိမ့်မည်ဒုတိယကျမ်းချက်ကတော့119ခုမြောက်သောဆာလံကျမ်းအခန်းကြီး1အပိုင်ငယ်3ထာဝရဘုရား၏တရားလမ်း၌မလွဲမတိမ်လိုက်သွားသောသူတို့သည်မင်္ဂလာရှိကြ၏တက်တည်ခံတော်မူချက်တို့ကိုစောင့်၍ကိုယ်တော်ကိုစိတ်နှလုံးအကျွင်းမဲ့ရှာသောသူတို့သည်မင်္ဂလာရှိကြ၏ထိုသူတို့သည်ဒုစိတ်ကိုမပြုလမ်းခီးတော်၌လိုက်သွားတတ်ကြ၏ရှေးဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဘုရားသခင်ပြင်ဆင်ပေးတဲ့နေ့ရက်တရက်ဖြစ်တယ်လို့ဘုရားသခင်ကိုကျေးဇူးတင်တယ်လို့ကျမဒီနေ့ဒီနေရာမှာဒီလိုရက်ပြီးစကားပြောနိုင်ဖို့အတွက်ဝိညာဉ်ရေးရအဖြစ်အများကြီးခွန်အားပေးခဲ့တဲ့ကျမတို့အသင်းတော်ရဲ့ဖခင်ကြီးပေါ့နော်ကျမကတော့အန်ကဒန်လို့အမြဲတမ်းခေါ်လေးရှိတယ်ပြီးတော့အန်တီဆဲပေါ့နော်အန်တီဆဲလို့ပဲခေါ်လေးရှိပါတယ်သူတို့ကိုလည်းဝါပြုပါတယ်သူတို့ကျမတို့နဲ့အတူမရှိခဲ့ပေမဲ့သူတို့ရဲ့ကျမတို့ကိုမြေတောင်မြောက်ပြီးဆွဲခေါ်ပေးခဲ့တဲ့အရာဆွဲတင်ပေးခဲ့တဲ့အရာတွေကြောင့်မလို့ဒီနေ့ကျမတို့အသင်းတော်မှာမထိုက်တန်စွာပဲပါဝင်ပြီးစက္ကန့်နေရခြင်းဖြစ်ပါတယ်အထူးသဖြင့်ကျမဒီနေရာမှာမတ်တက်ရက်တိုင်းပြန်ပြီးတော့မှမြင်အောင်နေမိတာမြန်မာအပတ်ဆိုရင်အမြဲတမ်းတိုက်ပုံအမဲဝစ်ပြီးတော့မှနှုတ်ကပတ်တော်ကိုဝင်ကားတဲ့အင်္ဂဒန်ကိုလည်းအရန်တတိရပါတယ်ဗမာဘာသာဖြင့်ဝင်ကားပြီးတော့မှတရားဒေသနာတွေကိုဟောကြားတဲ့အထိုင်ခါတိုင်းမှာသူ့ရဲ့တရားဒေသနာတွေဟာကျမတို့ရဲ့နှလုံးသားထဲမှာငငယ်လေးတွေကအမြဲတမ်းဆွဲညှိမှတ်သားစရာတွေဖြစ်ခဲ့တယ်မှတ်မိစရာတွေဖြစ်ခဲ့ပါတယ်အသင်းတော်မှာပါဝင်တဲ့အခါမှာလူငယ်ကဏ္ဍတွေမှာပါဝင်တဲ့အခါတိုင်းမှာအစည်းအဝေးတွေကိုသူလွတ်တယ်ပြန်လာရင်မေးတယ်ဘာတွေပြောလဲဘာတွေဆွေးနွေးလဲဘလို့ပြောခဲ့လဲဘလို့ဖြေခဲ့လဲဆိုတဲ့အရာတွေဟာသူ့ရဲ့လမ်းပြမှုအောက်မှာကောင်းကြီးမင်္ဂလာများစွာခံစားရတယ်အသင်းတော်ရဲ့မြန်မာလိုကျန်းစာပြိုင်ပွဲတွေရှိမယ် YMCA တို့အသင်းချုပ်တွေမှာသွားပြိုင်ရမယ်ဆိုရင်အောက်ကနေကျမတို့ကိုလာနားထောင်ပေးပြီးမြန်မာစကားလုံးရဲ့အတန်ထွက်တွေကအစနားထောင်ပြီးတော့မှပြုပြင်ပေးခဲ့တဲ့ဒီအဖသင်းအောင်ဆရာတော်ကြီးကိုဘလို့မှမမေ့နိုင်ပါဘူးလို့ဒီအရာတွေဟာသူ့ရဲ့ဝိညာဉ်ရေးရာမှာကျမတို့ကိုပြုစုပြိုးထောင်ပေးခဲ့တဲ့အရာတွေဖြစ်ပါတယ်လို့အဲ့လိုပဲမိခင်ကြီးကိုလည်းတတိယပါတယ်သင်းတော်ရဲ့လုပ်ငန်းကဏ္ဍအသီးသီးမှာတာဝန်ယူပြီးအဖသင်းအောင်ဆရာမရှိတဲ့အချိန်မှာလူငယ်တွေနဲ့ဆင်ဆက်မပြတ်အဆက်အသွယ်မပြတ်ခဲ့ပါဘူးလူငယ်တွေနဲ့လက်ပွန်တတီးနေခဲ့တယ်လူကြီးဆိုပေမဲ့လည်းလူငယ်တွေဘာလိုအပ်နေလဲဆိုတာကိုအမြဲတမ်းထောက်ထောက်ပြီးကြည်ပေးခဲ့တယ်ကူညီပေးခဲ့တယ်ဒါပြင်တာမကသေးဘူးကျမတို့ဆိုလို့ရှိရင်အဝေးတနေရာကပြန်လာပြီးအသင်းတော်မှာပါဝင်တဲ့အနည်းငယ်သောကာလလေးပဲရှိတဲ့အချိန်မှာပဲခူးရန်ကုန်သာသနာနယ်ရဲ့အမျိုးသမီးဌာနမှာပါဝင်ဖို့ဆွဲခေါ်ခဲ့တယ်ကျမပြောတဲ့အန်တီကျမလုံနိုင်မှာမဟုတ်ဘူးလို့ပြောတဲ့အချိန်မှာဘာဖြစ်လို့မလုံနိုင်ရမှာလဲတဲ့ဖျားရှိတယ်တဲ့ငါတို့နေ့ကိုသင်ပေးမယ်တဲ့အဲ့ဒီစကားတစ်ခွန်းကကျမအတွက်အများကြီးခွန်အားဖြစ်ခဲ့ပါတယ်ဒါကြောင့်မလို့ဒီနေ့ဒီမိခင်နဲ့ဖခင်ကြီးကိုလည်းတတိယတဲ့သူတို့ကိုလည်းဂုဏ်ပြုတဲ့ဂါရဝပြုရင်းနဲ့ပေါ့နော်ဒီနေ့ကျမနှုတ်ကပတ်တော်တွေကိုကျမပြင်ဆင်ထားပါတယ်လို့ဆိုတော့ခုနဓမ္မပတိဖတ်သွားတဲ့နှုတ်ကပတ်တော်ပေါ့နော်စာလံကျမ်းခန်းကြီး128ခုမြောက်သောစာလံအပိုက်ငယ်1ကနေ3ပေါ့နော်အဲ့ဒါနဲ့119ခုမြောက်သောစာလံအပိုက်ငယ်1ကနေ3နှခမ်းပေါ့နော်ကျွန်မအဲ့ဒါကိုရွေးချယ်ထားပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်မရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့တရားလမ်းမမတိမ်လွယ်အိမ်တော်မင်္ဂလာ
အစင်မြဲဆိုတဲ့ခေါင်းစဉ်လေးကိုကျွန်မရွေးချယ်ထားပါတယ်လို့ကျွန်မတို့ဒီနေ့ခရစ်ယာန်မိသားစုတွေအင်မတန်မှခက်ခဲပါတယ်အထူးသဖြင့်ကျွန်မတို့ဒီရုပ်ပိုင်းဆိုင်ရာတွေကိုရင်ဆိုင်ပြီးတော့မှရုန်းကန်နေရတဲ့အချိန်မှာဝိညာဉ်ရေးရမှာလဲကျမတို့ရဲ့သားသမီးတွေအတွက်အများကြီးရုန်းကန်နေရပါတယ်ကျမတို့သားတွေသမီးတွေဖျားသခင်ရဲ့နှုတ်ကပတ်တရားလမ်းတွေကနေမလွဲမတိမ်ပဲလိုက်သွားနိုင်ဖို့အတွက်ကျမတို့အားဆိုင်နေရပါတယ်အားဆိုင်ရင်းနဲ့လည်းတစ်ခါတလေအားအင်းနေကုန်ခန်းတယ်လို့ခံစားရပါတယ်သို့တော်လေဒီအရာကကျမတို့စ조사အားထုတ်ရမယ့်အရာအထူးသဖြင့်ကျမတို့ဒီနေ့ဝိညာဉ်ရေးရာတိုက်ပွဲကိုဝင်နေတဲ့သူတွေဖြစ်ပါတယ်ကျမတို့တိုက်နေတာကရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကြီးပွားမှုတစ်ခုတည်းပဲမဟုတ်ပါဘူးကျမတို့တိုက်နေရတာဝိညာဉ်ရေးရာမှာကျမတို့ကိုနှောက်ယှက်ဖျက်ဆီးမဲ့အရာတွေခေတ်ကာလရဲ့တိုးတက်လာတဲ့အရာတိုးတက်လာတဲ့လမ်းကြောင်းပေါ်မှာကျမတို့ဒီလေကျမတို့ရဲ့သားတွေသမီးတွေကိုမိသားစုတွေကိုဖခင်ရဲ့တရားလမ်းထဲကနေပြီးတော့မှမတိမ်လွဲသွားဖို့အတွက်အများကြီးကျမတို့စ조사နေရပါတယ်အဲ့တော့ကျမတို့အဲ့လိုစ조사နေတဲ့အချိန်မှာကျမတို့အတွက်အလိုအပ်ဆုံးဟာထာဝရဘုရားရဲ့နှုတ်ကပတ်တရားတော်ပဲဖြစ်ပါတယ်ဒီတရားတော်ကအရေးကြီးဆုံးပါပဲလန်ခီတော်လို့ပြောတဲ့အခါမှာကျမတို့ကဒီလန်ခီတော်တစ်ခုကိုသိဖို့ဘုရားရဲ့သွားစီခြင်းနဲ့လမ်းရှောက်စီခြင်းနဲ့လမ်းလှုပ်စီခြင်းနဲ့အရာကိုသိဖို့ဆိုတာနှုတ်ကပတ်တော်ကိုကျမတို့ကတည်တည်ချာချာသိရှိနားလည်ပြီးရင်ဝင်ပိုက်ထားမှဖြစ်ပါတယ်နှလုံးသွင်းထားမှဖြစ်ပါတယ်ရစ်ပတ်ထားမှဖြစ်ပါတယ်ကျမတို့လန်ခီလို့ပြောတဲ့အခါမှာလန်ခီမရှိဘူးဆိုရင်ကျမတို့ရဲ့အသက်တာမှာရုပ်ပိုင်းဆိုင်ရာအရာပေါ့နော်ကျမတို့လမ်းတွေချော်သွားနိုင်တယ်ကျမတို့ကားမောင်းလို့ရှိရင်လမ်းမပေါ်မှာကျမတို့တွေ့မယ်နော်ရက်ကြည့်သွားဆိုတဲ့ဆိုင်းပုတ်လေးတွေတွေ့တယ်ဒါဟာတသက်မဲ့သူများထောင်ပေးထားတာမဟုတ်ပါဘူးအရှိမဘာရှိလဲဆိုတာကိုကရက်ပြီးတော့မှကြည့်ပြီးတော့မှသွားဖို့ရန်အတွက်လမ်းလျှောက်တဲ့သူတွေအတွက်တတိပေးထားတဲ့အရာဖြစ်တယ်ကားမောင်းတဲ့သူတွေဆိုရင်လည်းအရှိမခွေးရှိတယ် U-turn ရှိတယ်နော်အရှိန်လျှော့မောင်းပါနော်အတက်ကားကိုဦးစားပေးပါဒီအရာတွေဟာကျမတို့ရဲ့နေ့စဉ်ရှောက်လန်းရမယ့်ဒီသွားလာခြင်းအရာတွေမှာကျမတို့ကိုအမြဲတမ်းလှမ်းညွှန်နေတဲ့အရာတွေဖြစ်ပါတယ်ဒီလိုပဲကျမတို့ရဲ့ဝိညာဉ်ရေးရမှာလဲဖခင်ကကျမတို့ကိုလောက်ပါဆိုတဲ့အရာတွေရှိတယ်မလောက်နဲ့ဆိုတဲ့အရာတွေရှိတယ်အမိန့်တော်တွေပေးထားတယ်ပညာတရားတွေကိုကျမတို့ကိုပေးထားတယ်ဒီအရာတွေကိုသိဖို့ဆိုရင်ကျမတို့တွေဒီကနေ့အသက်ရှင်တော်မူသောဝိညာဉ်တော်နဲ့မုတ်သွင်းထားတဲ့နှုတ်ကပတ်တရားကိုတမန်ကျမ်းစာကိုမှမဖွင့်ဖတ်ဘူးဆိုလို့ရှိရင်ကျမတို့ဒီအရာတွေကိုနားလည်နိုင်မှာမဟုတ်ပါဘူးသိနိုင်မှာလည်းမဟုတ်ပါဘူးအရင်ကကျမတို့တစ်နေ့ကိုတစ်ချိန်နှုတ်ကပတ်တော်ဖတ်တယ်ဆိုရင်ဒီနေ့3ချိန်လောက်3ဆလောက်တိုးပြီးတော့မှဖတ်ဖို့လိုနေတဲ့အချိန်ကာလဖြစ်ပါတယ်ဆိုတာလေးအရင်ဦးဆုံးပြောကြားလိုပါတယ်ကျမတို့ခရိယန်တွေအတွက်လမ်းညွှန်ချက်တစ်ခုကတော့တိကျတဲ့လမ်းညွှန်ချက်တစ်ခုလို့ပြောရင်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းပဲဒီကနေ့ကျမတို့အိမ်တော်မိသားစုထဲမှာကျမတို့အချင်းချင်းတို့မှာသားတွေသမီးတွေကလေးသူငယ်တွေမှာထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည်လမ်းခီးဖြစ်တယ်ပညာဤအချုပ်အခြာဖြစ်တယ်လို့နှုတ်ကပတ်တော်ကပြောထားတာရိုးရိုးလေးပဲဖြစ်ပါတယ်ထာဝရဘုရားကိုကြောက်ဖို့အတွက်ဒီကနေ့ကျမတို့ရဲ့သားတွေသမီးတွေကိုတုံသင်ပေးဖို့လိုနေပါပြီတုံသင်ပေးဖို့အချိန်ကလွန်အောင်လွန်နေလို့ပြောလို့ရပါတယ်စပြီးတော့1 byte ထဲကနေတတိတေစင်ကာလကလေးကကျမတို့ဒီအဲ့ဒီမျိုးစေ့ကိုထည့်ပေးရမှာဖြစ်ပါတယ်ကျမတို့စပြီးကျမတို့ရဲ့အချင်းနဲ့ဆက်ပြီးတော့မှအာဟာရကိုသုံးတဲ့အချိန်တိုင်းကဒီဝိညာဉ်ရေးရာနဲ့ပတ်သက်တဲ့အစာကိုကျမတို့ဒီထည့်ပေးရမှာဖြစ်ပါတယ်ထာဝရဘုရားကိုကြောက်တဲ့စိတ်ထာဝရဘုရားကိုချစ်တဲ့စိတ်ထာဝရဘုရားနဲ့အတူသွားခြင်းနဲ့စိတ်အတူလာခြင်းနဲ့စိတ်ဝတ်ပြုခြင်းမှာပျော်မွေးတဲ့စိတ်တွေကိုကျမတို့ကထည့်ပေးမှသာလင်သူတို့ဒီပညာဉာဏ်နဲ့အစဉ်ကြီးထွားမှာဖြစ်ပါတယ်လို့ဆိုတော့ခုနဖ
ဖတ်သွားတဲ့ကျမ်းပိုင်းမှာကြည့်မယ်ဆိုရင်လေထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခီးတော်သို့လိုက်သွားသမျှသောသူတို့သည်မင်္ဂလာရှိ၏ရှိကြ၏ရိုးရိုးလေးပဲပြောထားတယ်လမ်းခီးတော်သို့လိုက်သွားသမျှသောသူထာဝရဘုရားကိုကြောက်ရမယ်လမ်းခီးတော်သို့လိုက်ရမယ်လမ်းခီးတော်ကဘမှာရှိလဲဆိုနှုတ်ကပတ်တော်ထဲမှာပဲရှိတာဖြစ်ပါတယ်လို့နော်ထို့သောပြုလင်းတဲ့တင်ဒီမိမိလက်နဲ့လှုပ်ဆောင်ရသောအစာကိုစားရလိမ့်မည်မင်္ဂလာရှိ၍ကောင်းစားရလိမ့်မည်တင်ဤမယားသည်တင်အိမ်နာမှာများစွာသောအသီးသီးသောစပြည့်နွယ်ပင်ကဲ့သို့ဖြစ်၍သားသမီးတို့သည်တင့်စပွဲပတ်လည်၌စိုက်ပျိုးသောတန်လွင်ပင်ကဲ့သို့ဖြစ်မည်ဆိုတော့ဒီကျမ်းပိုက်ကလေးကစပြည့်လို့ပြောတဲ့အခါမှာကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဤတီလာတိုင်းပြည်မှာစပစ်ပင်နေဆိုင်တယ်တန်လွင်ပင်နေပေါ်တယ်နော်ဒါ Middle East မှာဆိုအားလုံးသိတဲ့အတိုင်းပဲဒါကြောင့်မလို့သူတို့ကအဲ့ဒါလေးနဲ့သူတို့တင်စားပြီးပြောထားခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအရာလေးကိုကျမတို့ကြည့်ခြင်းအပြင်ဘာဟုတ်တွေ့ရလဲဆိုရင်ဒီကနေ့ရိုးရိုးရှင်းရှင်းလေးပါပဲကျမတို့မိသားစုတွေဟာကောင်းကြီးမင်္ဂလာနဲ့ပြည့်ဖို့အတွက်ဖခင်ရဲ့လမ်းခီးတော်ကိုလိုက်ပြီးဖခင်ကိုကြောက်ဖို့ပဲလိုပါတယ်ဆိုတော့မင်္ဂလာလို့ပြောတဲ့အခါမှာကျမတို့တစ်ခါတလေကြားလို့ရှိရင်ကျမတို့ဒီ blessing လို့ပြောလိုက်တဲ့အခါတိုင်းမင်္ဂလာလို့ပြောလိုက်တဲ့အခါတိုင်းစီးစိမ်ဥစ္စာချမ်းသာမှုကိုပဲကျမတို့သွားပြီးတော့မှမြင်တတ်ကြပါတယ်ဒီနေရာမှာမင်္ဂလာလို့ပြောတဲ့အခါမှာချစ်ချင်းမေတ္တာနဲ့ပြည့်ဝခြင်းဖခင်ကိုသိခြင်းဖခင်နဲ့အတူသွားလာခြင်းအခက်အခဲတွေဆင်းရဲဒုက္ခတွေဘလို့ပဲကြုံတွေ့ရကျမတို့ဒီအဲ့ဒီအခက်ခဲတွေကိုကျေးဇူးတော်ကိုချီးမွမ်းလက်ဖခင်ရှိမှဒူးထောက်လက်ဖခင်ကိုအတနာခံလက်ဖခင်ကိုတာ၍ချစ်တော်စိတ်နဲ့တိုးပွားပြီးတော့မှဒီမင်္ဂလာကိုခံယူပြီးငြိမ်သက်ခြင်းဆိုတဲ့အရာနဲ့ရင်ဆိုင်တွန်းလှန်ပြီးတော့မှရှောက်သွားနိုင်တဲ့အသက်တာမျိုးကိုဆိုလိုခြင်းဖြစ်တယ်လို့နားလည်ရပါတယ်เนาะထာဝရဘုရားဤတရားလမ်း၌မလွဲမတိမ်လိုက်သွားသောသူတို့သည်မင်္ဂလာရှိ၏ဒါထပ်ပြီးတော့မှကျမတို့ကိုတတိပေးထားတဲ့အရာလည်းဖြစ်ပါတယ်လို့ဒါကတော့119ခုမြောက်သောစာလံမှာပြောတာပေါ့เนาะတတိခန္ဓာမူချက်တို့ကိုစောင့်၍ကိုရောကိုစိတ်နှလုံးအကျွင်းမဲ့ရှာတော်သူတို့သည်မင်္ဂလာရှိ၏ဒီကျမ်းပိုက်ကလေးကလည်းဒီကနေ့ကျမတို့ပြန်လည်ဆင်ခြင်စဉ်းစားကြရကျမတို့ဘုရားကိုဘလို့ရှာနေလေနော်အဲ့ဒီအရာကအရန်အရေးကြီးပါတယ်အကျွင်းမဲ့ရှာရမယ်စိတ်နှလုံးအကျွင်းမဲ့ရှာရမယ်နှလုံးသားတွေကနေတကယ်ပဲသူ့ကိုမြည်ဆန်းပြီးသူ့ရဲ့ကောင်းမြတ်ခြင်းသူ့ရဲ့ပို့ဆောင်ခြင်းသူ့ရဲ့လမ်းပြခြင်းတွေကိုကျမတို့ဘယ်လိုရှာနေလဲနော်နှလုံးသားတွေကနေစိတ်နှလုံးထဲကနေအကျွင်းမဲ့ရှာဖို့လိုနေတယ်လို့လောကပတ်တော်ကပြောတယ်အဲ့လိုရှာလို့ရှိရင်မင်္ဂလာရှိတယ်ခုနကျမပြောသလိုပဲဘလို့အခက်ခဲပဲရင်ဆိုင်ရဖခင်ကိုစိတ်နှလုံးအကျွင်းမဲ့ရှာတဲ့သူကတော့ငြိမ်သက်ခြင်းအရှင်ရှိတယ်နူးညံ့ခြင်းတိမ်မွေ့ခြင်းအစဉ်ရှိတယ်ဆိုတာကိုကျမတို့တွေ့ရတယ်ဉာဏ်ပညာနဲ့ပြည့်စုံမယ်သူ့ကိုအန္တရာယ်တစ်ခုခုပြုလာတယ်တိုက်ခိုက်မှုတစ်ခုခုပြုလာတယ်ဆိုရင်လေသူဟာဒီဉာဏ်နဲ့ရှင်ပြီးဘလို့ပြန်ဖြေရှင်းရမလဲဘလို့ပြောရမလဲဘလို့ရင်ဆိုင်ကြော်လွှမ်းရမလဲဆိုတဲ့အသိဉာဏ်ကအစသူ့အပေါ်မှာဘုရားကပေးထားမှာဖြစ်ပါတယ်ဒါကစိတ်နှလုံးအကျွမ်းမဲ့ရှာတော်သူတို့သည်မင်္ဂလာရှိတယ်ဒါနဲ့ဆက်ပြီးလိုက်လာတဲ့ကြမ်းကြက်လေးရတော့ဒုစရိုက်ကိုမပြူတဲ့ခုနပြောသလိုနှလုံးသားတွေကနေကျမတို့ကအကျွမ်းမဲ့ရှာလိုက်တဲ့အခါမှာဘုရားမကြိုက်တာကိုသိတယ်ဖျားဝတ်နဲ့မွေ့လျော်ခြင်းရှိတယ်ဖျားကိုကြောက်တဲ့အခါမှာဒုစရိုက်ကိုမပြုဘူးတဲ့နော်ဖျားပွားစီခြင်းနဲ့လမ်းဖျားလျှောက်စီခြင်းနဲ့လမ်းပညာတရားတော်ကနေတုံသင်ထားတဲ့လမ်းကြောင်းပေါ်မှာပဲရှောက်သွားတဲ့သူတွေဖြစ်လိမ့်မယ်ဆိုပြီးတော့မှသူကပြန်ပြီးတော့မှချုပ်ထားတာလေးကိုကျမတို့တွေ့ရပါတယ်အဲ့တော့ဒီနေ့အတွက်ကျမကဒီကျမ်းချက်တစ်ချက်ကိုအခြေခံပြီးတော့မှအကြောင်းအရာ၃ချက်ကိုကျမပြန်ပြီးတော့မှယူထားပါတယ်လို့ပထမတစ်ချက်ကတော့ထာဝရဘုရားရဲ့အမိန့်တော်အတိုင်းသွာလာတော်မိသားစုသွာလာတော်သူသည်မင်္ဂလာနဲ့ပြည့်စုံတယ်လို့ကျွန်မယူထားပါတယ်အဲ့ဒီတော့ဘသူရဲ့အသက်တာလေးကိုကျွန်မတို့ဆင်ခြင်ဖို့လေဆိုရင်အာဗြဟံရဲ့အသက်တာလေးဖြစ်ပါတယ်ဒါလူတိုင်းလည်းအာဗြဟံအကြောင်းကိုသိခဲ့တယ်ပေါ့နော်ဆိုတော့အာဗြဟံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်မဆင်ခြင်ဖို့ရအတွက်ကပ္ပဦးချမ်းခန်းကြီးစနစ်ကိုအားလုံးပြန်ဖက်ကြည့်မယ်ဆိုရင်ဒီပေါ့နော်ကရင်လိုကတော့တေမိုရှင်းဆက်တို့တစီခီးပေါ့နော်အဲ့ဒီအထင်းမှာကျွန်တော်တို့ပြန်ဖက်လိုက်တာနဲ့ဖခင်ရဲ့
ရဲ့မိမချက်တွေကိုတစ်ချက်ချင်းစီကိုလိုက်နာပြီးဆောင်ရွက်သွားတဲ့အာဗြဟံရဲ့အသက်တာနဲ့အတူကောင်းကြီးကိုကျမတို့ခန်းစားရတယ်ပေါ့ပထမတစ်ချက်လေးမှာအခန်းငယ်တက်မှာပြောတဲ့ဟာကဘာလဲဆိုရင်ခေါ်တော်မူ၍တဲ့ဖခင်သူ့ကိုခေါ်တယ်သူကြားတယ်အဲ့တော့ဖခင်ခေါ်တဲ့ကိုကြားဖို့ဆိုတာခုနကျမတို့စိတ်နှလုံးအတွင်းထဲနဲ့တော့ဖခင်ကိုယုံကြည်လက်ခံပြီးအားကိုးဖို့လိုနေတယ်အဲ့တော့သူကြားပြီးသူဘာလုပ်လဲဆိုရင်သူ့ရဲ့ပောက်ဖော်တွေထဲကနေသူထွက်သွားတယ်နော်သူ့ကိုလည်းဖခင်ပြောလဲထွက်ပြေးလင်ငါပြလက်တန့်သောပြည်သူသွားလောဆိုသွားလောဆိုတဲ့နေရာမှာအမိန့်တော်လေးပါပါတယ်နော်ငါနေကိုခေါ်တယ်နင်းရဲ့ပောက်ဖော်တွေကထွက်ငါနေကိုပြတဲ့ပြည်ကိုသွားလောဆိုတာကလောက်ကိုလောက်ရမယ်ဆိုတဲ့အမိန့်စကားလေးဖြစ်တယ်အဲ့တော့ तू ဘာလုပ်လဲ तू သွားဖို့ပြင်ဆင်တယ်အဲ့ဒီဟာနဲ့လိုက်လာတာကသူ့အတွက် blessing ကမှလဲသင်ကိုလူမျိုးကြီးဖြစ်စေမယ်ဆိုတဲ့စကားလေးဖြစ်ပါတယ်နော်လော့ဆိုတဲ့အနောက်မှာ blessing တွေကအများကြီးလာတယ်မင်္ဂလာရှိတဲ့အရာတွေကလိုက်လာတယ်ဆိုတာလောက်ပါဆိုတဲ့အရာတွေရဲ့နောက်မှာဒီအရာဟာပါလာတယ်ဆိုတာကိုကျမတို့ကဘာဦးကျမ်းထဲမှာပြန်ဖတ်မယ်ဆိုရင်တွေ့တယ်အငယ်လေးမှာဆိုလို့ရှိရင်လည်းပဲထာဝရထို့သောထာဝရဘုရားမိန့်တော်မူသည့်အတိုင်းနော်အာဗြဟံသည်ထွက်သွား၍လို့ပါပါတယ်ဆိုတော့ဖခင်ကသူ့ကိုမိန့်တဲ့အတိုင်းလေသူကတသွေးမတည်နားထောင်တယ်မိန့်တော်မူသည့်အတိုင်းသူဘာပြောလဲဘာသွားလောက်ရမယ် तू သိချင်မှသိရဒါပေမဲ့လည်းသူ့ကိုဖခင်ကသွားဆိုတော့ तू သွားတယ်အမိန့်တော်အတိုင်းကို तू နာခံတဲ့အသက်တာကိုလည်းချက်ပြီးတော့ကျမတို့တွေ့ရပါတယ်လို့အဲ့ဒီကနေကျမတို့ဆက်ပြီးတော့ဖတ်လိုက်တဲ့အခါမှာခုနှစ်မှာဆိုရင်ဘာလေးကိုတွေ့ရလဲဆိုလို့ရှိရင်သေဤအမျိုးအနွယ်အားငါပေးမည်ဟုမိန့်တော်မူတယ်နော်ဆိုတော့ तू လုတ်တဲ့အရာပေါ်မှာ तू နောက်ကိုလိုက်လာတာဒီခုနမင်္ဂလာအရာဖြစ်တယ်နော်မင်္ဂလာအရာဖြစ်တယ်ဘာလဲဆိုရင်သူ့ကိုလူမျိုးကြီးဖြစ်စေမယ်ဆိုတဲ့အရာနဲ့အတူနင့်ရဲ့အမျိုးအနွယ်ကိုကြီးပွားစေမယ်များပြားစေမယ်အမျိုးအနွယ်ကိုပေးမယ်အမျိုးအနွယ်တွေများစေမယ်ဆိုတဲ့အရာကိုပြောထားတာတွေ့တယ်အဲ့ဒီတော့ तू ကလည်းဘာလုပ်လဲဆိုရင်ထို့သောထင်ရှားတော်မူသောထာဝရဘုရားကိုထိုထာဝရဘုရားအဖို့ထိုအရင်၌ရစ်ပလင်ကိုတီးလေတယ်ကြီးစုပြန်တင်ခြင်းသူလိုက်လာတာကိုတွေ့ရတယ်ပေါ့နော်သူ့ကိုကောင်းကြီးပေးတဲ့ဘုရားကို तू မမေ့ဘူးသူရောက်တဲ့နေရာမှာဘာလုပ်လဲဆိုရင်ရစ်ပလင်တီးတယ်ရစ်ပလင်တီးတဲ့ဟာဆိုတာကကိုးကွယ်ဖို့ပြုဖို့အတွက်နေရာကိုပြင်ဆင်တယ်လို့ဒီနေရာမှာကျမတို့အဲ့လိုနားလည်ထားပါတယ်လို့ဒါကြောင့်ကျမတို့တွေဒီအသက်ရှင်တော်မူသောဘုရားသည်ကျမတို့ကိုလမ်းပြတယ်ပို့ဆောင်တယ်ဒီလိုလုပ်ပါလို့ပြောတဲ့အရာတိုင်းမှာကျမတို့လုပ်မယ်ဆိုရင်ဘုရားနဲ့ကျမတို့တာပြီးနီးပြီးတော့မှကျမတို့ကျေးဇူးတော်ကိုချီးမွမ်းပြီးတော့မှသူ့ကိုအမြဲတမ်းဝတ်ပြုကိုးကွယ်နေဖို့လိုပါတယ်ဆိုတာကိုလည်းနားလည်ရပါတယ်လို့ခုနှစ်မှာကျမတို့ကြည့်တဲ့အခါမှာထာဝရဘုရားဖို့ရစ်ပလင်ကိုတည်ပြီးလင်းတဲ့နာမတော်ကိုပတ္ထနာပြုတယ်ဒါဒီအာဗြဟံရဲ့အသက်တာမှာသူ့မိသားစုနဲ့သူလှုပ်ဆောင်ခဲ့တဲ့အရာလေးပေါ့နော်ဆိုတော့ဘုရားပြောတဲ့အတိုင်းသူသွားတယ်ရောက်တဲ့နေရာမှာဘုရားသူ့ကိုပို့တဲ့နေရာရောက်ရင်သူရစ်ပလင်တည်တယ်ဘုရားကိုဝတ်ပြုဖို့ရဲ့အတွက်သူရစ်ပလင်ကိုတည်ပြီးတဲ့အခါမှာပတ္ထနာပြုတယ်ဆိုတာဆုတောင်းတာဖခင်နဲ့စကားပြောတာဖခင်နဲ့မိတ္တဟာယဖွဲ့တာအဲ့တော့သူလူမျိုးကြီးကိုဖခင်သူ့ကိုဖြစ်စေမယ်ဆိုတဲ့အတိုင်းလူမျိုးကြီးဖြစ်စေတယ်အမျိုးအနွယ်ကိုသူ့ကိုပေးခဲ့တယ်ဒါကြောင့်မလို့လေကျမတို့ဒီနေ့အာဗြဟံကိုးကွယ်သောဖခင်ကိုကျမတို့ဒီလေယုံကြည်လက်သက်ဝင်လက်ကိုးကွယ်ပြီးတော့မှအသက်ရှင်တော်မူသောဖခင်ကိုကျမတို့ရရှိထားနေခြင်းဖြစ်တယ်လူမျိုးအပေါင်းရရှိနေခြင်းဖြစ်ပါတယ်ဒါဒီ blessing ပဲဖြစ်ပါတယ်ခရစ်ရဲ့အိမ်တော်လေးအတွက်ကောင်းကြီးခရစ်ရဲ့အိမ်တော်လေးအတွက် blessing အသင်းတော်တွေအတွက် blessing အသင်းတော်တွေအတွက်မင်္ဂလာဖြစ်တယ်ဘလောက်ပဲခက်ခဲပါစေအခက်အခဲတွေကြားတဲ့ကနေကျမတို့ရစ်ပလင်ကိုတီးနိုင်တယ်အခက်အခဲတွေကြားတဲ့ကနေဖခင်ကိုဒီနေ့ဝတ်ပြုနိုင်တယ်ကိုးကွယ်နိုင်တယ်မိသားစုဝတ်တွေညဝတ်တွေကျေးဇူးတော်ချီးမွမ်းခြင်းရစ်တွေကိုဘလောက်ပဲခက်ခဲပါစေကျမတို့လုံနေနိုင်ခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့တစ်ချက်ဖြစ်တဲ့ထာဝရဘုရားရဲ့အမိန့်တော်အတိုင်းသွာလာတော်မိသားစုတိုင်းအတွက်ကောင်းကြီးမင်္ဂလာဟာအိမ်တော်ရဲ့မင်္ဂလာဟာအစဉ်အမြဲရှိနေပါတယ်နံပါတ်1တစ်ချက်ကတော့ထာဝရဘုရားရဲ့စကားတော်အတိုင်းယွန်ရှာဖွေရာများကိုဖယ်ရှားသောမိသားစုသည်ကောင်းကြီးမင်္ဂလာနဲ့ပြည့်စုံတဲ့မိသားစုအိမ်တော်မှာမင်္ဂလာအစဉ်မြဲတဲ့မိသားစုဖြစ်ပါတယ်။ထာဝရဘုရားရဲ့စကားတော်အတိုင်းယွန်ရှာဖွဲ့ရာများကိုဖယ်ရှားပါ။ဆိုတော့
နှုတ်ကပတ်တော်ကိုပြန်ဖတ်မယ်ဆိုရင်ပြောပြီးတော့မကုန်ဒီနေ့တနေ့တာကျွန်မပြောရင်တော့မကုန်ဘူးကျွန်မတို့အချင်းချင်းဖြစ်လေရင်လည်းမကုန်နိုင်တဲ့အရာတွေနှုတ်ကပတ်တော်ထဲမှာယွန်ရှာပွဲရာတွေကိုမပြုတ်ဖို့အတွက်ဖခင်ကထက်ကတလဲလဲထက်ကတလဲလဲနှုတ်ကပတ်တော်ထဲမှာဓမ္မတစ်ကောဓမ္မဟောင်းကောမှာပြန်ကြည့်မယ်ဆိုရင်ကျွန်မတို့ကိုတုံသင်ထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီနေ့တစ်ချက်ကိုကျွန်မတို့ခွန်အားယူဖို့ရန်အတွက်ကျွန်မပြင်ဆင်ထားတဲ့အကြောင်းအရာကတော့ယောရှိမင်းရဲ့တက်တာဖြစ်တယ်ပေါ့နော်ယောရှိမင်းဟာ16ယောက်မြောက်သောယူဒရှင်ဘုရင်ဖြစ်ပါတယ်ဆိုတော့ယောရှိမင်းရဲ့အသက်တာကိုကြည့်တဲ့အခါမှာ तू ကငယ်ငယ်လေးနဲ့ဘုရင်တင်မြောက်ခြင်းကိုခံရတယ် तू အသက်10နှစ်မှာပဲ तू ဟာဘုရင်ဖြစ်ပြီးတော့နန်းထိုင်ခွင့်ကိုရတယ်နော်အဲ့ဒီမှာကျမတို့ဓမ္မရာဇဝင်စတုစာဆောင်အခန်းကြီး20မှာကျမတို့ပြန်ဖတ်လိုက်မယ်ဆိုရင်ကျမတို့တွေ့ရမယ်ပေါ့နော်ကရင်လောကတော့ခီဆိုပါဆတ်တို့ခီစီခီမှာပေါ့နော်ဗမီချေဖောက်ခွာဖေးဖက်နေနေပကတိမှာလို့တွေ့ပါလိမ့်မယ်ဆိုတော့အဲ့ဒီမှာယောရှိမင်းကိုဘာလေးပြောထားလဲဆိုတော့ထိုမင်းသည်တဲ့ထာဝရဘုရားရှိတော်၌တရားသောအမှုကိုပြု၍လက်ရာဘက်လက်ဝဲဘက်သို့မလွဲအဘဒါဝိတ်လိုက်သမျှသောလမ်းသို့လိုက်လေ၏တဲ့ဆိုတော့အသက်ကလေးကငယ်ငယ်လေးပဲ10နှစ်ပဲရှိသေးတယ်နော်နန်းထိုင်ရတဲ့အချိန်မှာသူ့အတွက်ဘယ်လောက်ခက်ခဲမလဲဆိုတာကျမတို့သိလို့ရဒါပေမဲ့သူကဘသူအတိုင်းပဲသွားလေဆိုတော့ထာဝရဘုရားရဲ့ရှိတော်၌နော်တရားသောအမှုကိုပြု၍လက်ရပဲလက်ဝဲဘက်ကိုမလွဲဘူးတဲ့နော်သူ့ကိုဖျားကသူ့ကိုချမှတ်ထားတဲ့အရာတွေပေါ်မှာသူဒီလက်ဝဲဘက်လက်ရဘက်ကိုမလွဲဘဲနဲ့သူလိုက်တယ်အဲ့ဒီအပြင်သူဘာလုပ်လဲဆိုတော့သူ့ရဲ့ရစ်ပြောဟိတ်မင်းပေါ့နော်ဟီလခိကနေပြီးတော့မှဒီဗိမာန်တော်ထဲမှာကျမ်းတစ်ဆောင်ကိုတွေ့ရပေါ့နော်တွေ့တဲ့အခါမှာကျမ်းစာကိုတွေ့တဲ့အခါမှာသူ့လက်ထဲကိုအပ်တယ်အဲ့ဒီအခါမှာ तू ကအဲ့ဒါကိုဖတ်ပြီးတဲ့နောက်မှာကြာအတူချုပ်ကလေးပဲပြောပါမယ်22ရက်73မှာ तू ဘာပြောလဲဆိုတော့အခုတွေ့သောကျမ်းစကားကြောင့်နဲ့ငါအတွက်လူများအတွက်ယူဒအမျိုးသားအပေါင်းတို့အတွက်ထာဝရဘုရား၌မင်းလျောက်ကြပါတဲ့ငါတို့အဖို့ဤကျမ်းစာ၌ရေးထားသမျှသောစကားတို့ကိုဘိုးဘီတို့သည်နားမထောင်မကျင့်ဘဲနေသောကြောင့်ထာဝရဘုရားသည်ငါတို့၌ပြင်းစွာသောအမျက်ထွက်လိမ့်မည်ဟုမိန့်တော်မူတယ်ဒီစကားလေးဟာကျမတို့ဒီကနေ့ပြန်လဲဆင်ခြင်ဖို့ဖြစ်ပါတယ်ဒီကျမ်းစာကြောင့်เนาะငါတို့အတွက်လူတွေအတွက်လူအပေါင်းတို့အတွက်เนาะဖြစ်တယ်ဆိုတဲ့ဟာကိုထာဝရဘုရားကိုမေးလျှောက်ပါတဲ့เนาะအဲ့တော့ငါတို့ဖို့ဒီကျမ်းစာမှာရေးထားသမျှသောစကားတို့ကိုတဲ့ဘိုးဘီတွေကနားမထောင်ပဲမကျင့်ပဲနေမယ်ဆိုရင်ထာဝရဘုရားကအမျက်ထွက်လိမ့်မယ်တဲ့เนาะထာဝရဘုရားကအမျက်ထွက်တော်မူသောဘုရားဖြစ်တယ်လို့အမျက်လည်းပြည်လွယ်ပါတယ်တနာခြင်းနဲ့လည်းရှိပါတယ်ဒါပေမဲ့သူကတော့ခုနပြောသလိုပေါ့နော်သူရဲ့ဒီတရားတော်အတိုင်းမသွားဘူးဆိုရင်တော့သူအမျက်ထွက်ပါလိမ့်မယ်ဆိုပြီးတော့မှယောရှိမင်းလေးဟာ10နှစ်သားပဲဖြစ်ပေမဲ့နော်သူဒီသူ့ရဲ့တိုင်းသူပြည်သားတွေကိုအဲ့လိုတတိပေးခဲ့တယ်ဆိုတာကိုကျမတို့ဆင်ခြင်ရတယ်အဲ့တော့အဲ့ဒီဟာနဲ့အတူပဲကျမတို့ဆက်ပြီးတော့ဖတ်လိုက်တဲ့အခါမှာ तू ဘာလုပ်လဲဆိုရင်အဓိကတော့ तू လုပ်ခဲ့သောအရာမှာကြည့်မယ်ဆိုရင်ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး33ပေါ့နော်အခန်းကြီး34ခိကွဲ့တော်တာဆတ်တို့သစီလူမှာဗမီချေဖတ်ခင်းနေပကချီဖဲနေနော်အဲ့ဒီမှာဘာလေးတွေ့ရလဲဆိုလို့ရှိရင်အခန်းငယ်နှစ်လေးမှာတရားသောအမှုကိုပြု၍လက်ဝဲဘက်လက်ရဘက်တို့မလွဲအဘဒါဝိလမ်းတို့လိုက်တယ်ဆိုခုနတုန်းကဓမ္မရာဇဝင်စတုထဆောင်မှာပြောတဲ့စကားအတိုင်းပဲဒီမှာလေးထပ်ပြီး confirm လုပ်ထားတာတွေ့တယ်ပြန်ပြီးတော့မှတေချာစီတဲ့စကားစုတစ်ခုကိုကျမတို့တွေ့ရတယ်ပေါ့နော်ကြမ်းချက်ကိုပြန်ပြီးတွေ့ရတယ်အဲ့တော့သုံးကိုရောက်တဲ့အခါမှာ तू ဘာလုပ်လဲဆိုဖယားသခင်ကိုစီးကပ်စာပြုတယ်နော်ဒါကြောင့်မလို့အရေးကြီးပါတယ်ဒီကနေ့ကျမတို့ရဲ့အသက်တာမှာနော်ဖယားသခင်ကိုစီးကပ်ဖို့ကျမတို့ရဲ့သားတွေသမီးတွေဖယားသခင်နဲ့နေ့တိုင်းရှာဖို့နှုတ်ကပတ်တော်ကိုနေ့တိုင်းဖတ်ဖို့ဖယားနဲ့စကားပြောဖို့ငယ်သောအရွယ်ကစပြီးကျမတို့ကဒီအရာကိုရိုက်သွင်းပြီးတော့မှသင်ထားပေးရမှာဖြစ်ပါတယ်။နော်ဖယားသခင်ကိုစီကပ်စာပြု၍တဲ့10နှစ်တွင်တဲ့ယူဒပြည်ယေရုရှလင်မြို့၌ရှိသောနော်ကုန်းအာရှရပင်ထုသောယုတ်တုသွန်းသောယုတ်တုတို့ကိုတုတ်တင်ပယ်ရှင်းတယ်။ဒါကယုတ်တုဆင်းတုတွေကိုသူတုတ်တင်ပယ်ရှင်းတဲ့အကြောင်းလေးဖြစ်တယ်။ဒီဟာကနော်တခြားသောအရာတွေကိုကိုးကွယ်မှုတွေနဲ့ပတ်သက်ပြီးတော့မှသူ
သူသည်မကြိုက်မနစ်သက်တဲ့အတွက်ထာဝရဘုရားရဲ့လမ်းတော်ကိုလိုက်ပြီးတော့မှငယ်သောအသက်တာဖြစ်တော်လဲပဲဒီအရာတွေကိုဖယ်ရှားခဲ့တယ်ဆိုတာကိုကျမတို့တွေ့ရတယ်ရှစ်မှာဆိုလို့ရှိရင်ဘာလေးကိုပြောထားလဲဆိုရင်နန်းဆက်18နှစ်တွင်နဲ့နိုင်ငံတော်နှင့်ဗိမာန်တော်ကိုစင်ကြယ်စေတယ်အင်မတန်ကောင်းတဲ့စကားလေးအင်မတန်ကောင်းတဲ့နှုတ်ကပတ်တရားတော်လေးဖြစ်တယ်တုံတင်ချက်လေးဖြစ်တယ်နော်ဗိမာန်တော်ကိုစင်ကြယ်စေတယ်ဒီကနေ့ကျမတို့တွေအတွက်ဗိမာန်တော်ဆိုတာကျမတို့ရဲ့ကိုယ်ခန္ဓာကျမတို့ရဲ့ခေါင်းကခရစ်တော်ဖြစ်တယ်ဆိုရင်အသင်းတော်ရဲ့ခေါင်းဒီခရစ်တော်တင်းတော်ရဲ့ကျမတို့ဒီလေခရစ်တော်ရဲ့ကိုယ်ခန္ဓာတွေဖြစ်တယ်နော်ဗိမာန်တော်ဖြစ်တဲ့အတွက်ကြောင့်ဒီကနေ့ကျမတို့ကိုကျမတို့တန်ရှင်းစင်ကြယ်စေဖို့လိုပြီးခရစ်ရဲ့အိမ်တော်မိသားစုတွေကိုတန်ရှင်းစေခြင်းစေဖို့လိုပြီးအသင်းတော်မှာလာတယ်ဗိမာန်တော်တိုင်းမှာရုပ်ပိုင်းဆိုင်ရာတွေကိုကျမတို့တန်ရှင်းပြုပြင်တယ်လို့ကျမတို့နှလုံးသားကနေပြုပြင်ရမယ့်ဟာပြုပြင်တဲ့ဟာတွေကိုကျမတို့ဒီနေ့ပြုပြင်ပြီးတော့မှစင်ကြယ်စေဖို့လိုပါပြီတလတာလုံးလေနော်ဒီခရစ်ရဲ့အိမ်တော်မိသားစုနဲ့ပတ်သက်ပြီးတော့မှကျမတို့လေ့လာခဲ့တာတွေတည်ယူရရှိခဲ့တာတွေကြားနာခဲ့ရတာတွေအများကြီးရှိဒီတော့ဒီကနေ့ကျမတို့ရဲ့ဗိမာန်တော်ဆိုတဲ့အရာကိုပြောတဲ့အခါမှာရုပ်ပိုင်းဆိုင်ရာကျမတို့အသင်းတော်နဲ့သက်ဆိုင်တဲ့အရာတွေကိုတန့်ရှင်းစင်ကြယ်စေလို့အဓိကဖြစ်တဲ့ကျမတို့ရဲ့နှလုံးသားကျမတို့ကိုခရစ်တော်ကဗိမာန်အဖြစ်ပေးထားတဲ့ဒီကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်နှလုံးသားကိုတန့်ရှင်းစင်ကြယ်စေဖို့လိုပါတယ်ဆိုတာကိုအခက်ငယ်ရှစ်လေးမှာဆင်ခြင်ရပါတယ်မိမိဘုရားသခင်ထာဝရဘုရားဤအိမ်တော်ကိုပြုပြင်လိုသောငါလို့လည်းပြောထားတယ်ပေါ့နော်ဆိုတော့ခုနပြောတဲ့အခါမှာကိုယ့်ရဲ့စိတ်နှလုံးကိုယ့်ရဲ့စီကံမှုအရာတွေကိုကျမတို့ပြုပြင်ရမှာဖြစ်တယ်ကျမတို့ကိုးကွယ်နေတဲ့ရုပ်ပိုင်းဆိုင်ရာကိုးကွယ်မှုတွေဘုရားကိုဒုတိယနေရာထားပြီးဘယ်အရာတွေကိုကျမတို့ကကိုးကွယ်နေလဲပထမအရာမှာထားနေတယ်ဆိုရင်ဒီအရာတွေဒီလည်းရုပ်တုပဲဖြစ်မယ်ကျမတို့ရဲ့ငါကြီးဆိုလို့စိတ်တွေလားသူတစ်ပါးပေါ်မှာကျမတို့အမြင်မကြည်တာတွေမရှင်းတာတွေလားဒါမှမဟုတ်ရင်ကျမတို့ရဲ့စီးစိမ်ဥစ္စာတွေပေါ်မှာဒီအရာတွေကိုကျမတို့ပထမနေရာမှာထားမယ်ဆိုရင်ဒီအရာတွေကိုဒီကနေ့ပေါ့နော်ဖယ်ရှားဖို့လိုတယ်စီးစိမ်ဥစ္စာကမရှာရဘူးလို့မပြောပါဘူးရှာရပါတယ်ဒါပေမဲ့ကျမတို့ရဲ့ပထမသောအရာဒီခရစ်တော်ပဲဖြစ်ရမယ်ထာဝရဘုရားပဲဖြစ်ရမယ်ဒီရှာဖွေဥစ္စာပစ္စည်းကိုရှာဖွေတဲ့အရာမှာပထမနေရာမှာထားမိမယ်ဆိုလို့ရှိရင်တော့ကျမတို့ကိုကျမတို့ဒီကနေ့ပြန်လည်ဆင်ခြင်ဖို့ရန်အတွက်ဖြစ်ပါတယ်လို့ဒါကြောင့်မလို့စီးကပ်ရမယ်ပြီးရင်ခန္ဓာကိုယ်တန်ရှင်းစေခြင်းအားဖြင့်နော်ဖခင်ကကျမတို့ကိုတွင်တင်လမ်းပြထားတဲ့အမိန့်တော်အတိုင်းစကားတော်အတိုင်းလှုပ်ဆောင်တဲ့အိမ်တော်မိသားစုတွေဖြစ်မယ်ဆိုရင်ဖခင်ရဲ့ကောင်းကြီးမင်္ဂလာအိမ်တော်ရဲ့မင်္ဂလာအိမ်တော်တွေမှာညီသက်ခြင်းအိမ်တော်တွေမှာချစ်ခြင်းနားလည်မှုဝေမျှခြင်းဒီအရာတွေကိုကျမတို့ကထက်ခါတလဲခံစားနေရပါမယ်မရှိတဲ့ဂျားတွေကနေအချင်းချင်းကိုဝေမျှနိုင်တယ်မရှိတဲ့ဂျားတွေကနေအချင်းချင်းကိုကျွေးမွေးပြုစုနိုင်ခြင်းမင်္ဂလာတွေကိုကျမတို့တိုး၍တာ၍ခံစားရမှာဖြစ်ပါတယ်တစ်ဖက်ကလာတဲ့အရာတစ်ဖက်ကထွက်သွားပြီးမြဲနောက်ထပ်ပြန်ဝင်လာမဲ့ကောင်းကြီးမင်္ဂလာတွေကိုလည်းကျမတို့ခံစားရမှာဖြစ်ပါတယ်လို့နောက်ဆုံးတစ်ချက်နဲ့သုံးချက်တစ်ချက်ကတော့သခင်ခရစ်တော်မိန့်တော်မူသည့်အတိုင်းသာသနာပြုခြင်းကိုပြုသောမိသားစုဟာမင်္ဂလာနဲ့ပြည့်စုံသောမိသားစုဖြစ်ပါတယ်။သခင်ခရစ်တော်မိန့်တော်မူသည့်အတိုင်းသာသနာပြုခြင်းအမှုလို့ပြောတဲ့အခါမှာဓမ္မသစ်ကျမ်းမှာကျမတို့ကြည့်မယ်ဆိုရင်သခင်ခရစ်တော်ကကျမတို့ကိုပါမှာခဲ့လေလူမျိုးတကာကိုငါတပြည့်ဖြစ်စေလောသူ့ရဲ့ဧဝံဂေလိတရားကိုဝင်ကားဖို့အတွက်ဒီကနေ့ကျမတို့ကိုပြောနေတယ်။ကျမတို့အိမ်တော်မိသားစုထဲမှာကျမတို့ဒီမင်္ဂလာရှိသောအရာတွေကိုရဖို့ကြိုးစားနေရင်းနဲ့တစ်ဖက်မှာလည်းခရစ်တော်ရဲ့မိန့်မာချက်ဖြစ်တဲ့ကယ်တင်ခြင်းစုကျေးဇူးကယ်တင်ခြင်းတရားအသက်ရှင်တော်မူခြင်းအကြောင်းအရာတွေကိုရဖို့ရန်အတွက်ကိုလိုအပ်နေတဲ့သူတွေမကြားသေးတဲ့သူတွေမသိသေးတဲ့သူတွေကိုပြောဖို့လိုပါတယ်။အရင်ခါလေကျမပြောခဲ့တယ်လို့ဒီလိုပြောတဲ့အခါမှာကျမတို့မိသားစုထဲမှာတောင်မှဒီလိုအပ်နေတဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်ဒီလိုလူတွေကအစာပြုပြီးတော့မှတခြားသောနေရာတခြားသောဒေသမိမိပတ်ဝန်းကျင်မှာမိမိအိမ်ပြီးနားမှာရှိတဲ့သူတွေကအစာကျမတို့သာသနာပြုဖို့လိုနေပါတယ်ဒီအကြောင်းအရာလေးကိုကြတော့ကျမဘယ်ထဲမှာရွေးချယ်ထားလဲဆိုရင်တမန်တော်ဝတ္ထုအခန်းကြီး21အခန်းကြီး21ရဲ့အခန်းငယ်8ကလေးဖြစ်ပါတယ်သာသနာပြုဆရာဖိလိပ္ပုရဲ့သမီး4ယောက်ဖြစ်ပါတယ်အင်မတန်မှနော်သာသနာပြုဆရာကြီးဖိလိပ္ပုမှာသမီး4ယောက်ရှိတယ်အဲ့ဒီသမီး4ယောက်က
ဘာလို့တုံထားလဲဆိုရင်အခန်းငယ်ရှစ်မှာဆိုလို့ရှိရင်เนาะဘာလေးပြောထားလဲဆိုရင်ကျမဖတ်ပြပါမယ်ရှစ်နဲ့9ကိုကျမရွေးချယ်ထားတာဖြစ်လို့နက်ဖြန်နေ့၌တဲ့ထွက်သွား၍ကေသာရီမြို့သို့ရောက်လင်ဆရာ9ပါးအဝင်သာသနာပြုဆရာဖိလိပ္ပုအိမ်သို့ဝင်နေကြ၏ထိုသူ၌ပယောဖက်ပြုသောသမီးကညာ4ယောက်ရှိ၏တဲ့เนาะဆိုတော့ဖိလိပ္ပုနဲ့အတူဒီသာသနာပြုဆရာ9ပါးပေါ့နော်ဆရာ9ပါးနဲ့အတူဖိလိပ္ပုအင်ကိုရောက်တဲ့အခါမှာအဲ့ဒီဖိလိပ္ပုဆိုတဲ့သာသနာပြုဆရာပေါ့နော်ဒါက missionary ဆရာလို့လည်းပြောလို့ရတယ်ဧဝံဂေလိနော်သာသနာပြုခြင်းကိုပြုတဲ့ဆရာပေါ့နော်သူ့ရဲ့ဒီမှာသမီး4ယောက်ရှိတယ်တဲ့အဲ့ဒီသမီး4ယောက်ကအပြိုကညာတဲ့နော်အပြိုလေးတွေဖြစ်တဲ့သမီးလေးတွေအဲ့ဒီ4ယောက်ကဘာလုပ်လဲဆိုတော့ပရောဖက်ပြုခြင်းတဲ့ဆိုတော့ပရောဖက်ပြုခြင်းကိုဒါဒီဘာသာပြန်ထားတဲ့စကားတစ်လုံးဖြစ်တဲ့အခါမှာကျမစူးစမ်းပြီးနားလည်ပြီးရှာဖတ်တဲ့အခါမှာဘာကိုပြောထားလဲဆိုတော့ဒီဖီးယားရဲ့နော်နှုတ်ကပတ်ဖွင့်ပြတဲ့အရာတွေနော်ဒီကိုသူတို့ကပြုပြောဖို့ရအတွက်သူတို့မှာတာဝန်ရှိသူတို့ရဲ့ community ထဲမှာသူတို့ရဲ့ပတ်ဝန်းကျင်သူတို့ရဲ့ဒီအသင်းတော်ရဲ့အတိုင်းအဝိုင်းထဲမှာသူတို့ပြောဖို့အလိုတော်ရှိလှုပ်ဆောင်ရတယ်ပေါ့နော်ပြုကြတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်မတွေ့ရတယ်ဆိုတော့ကျွန်မအဲ့ဒီအချိန်တုန်းကဒီအမျိုးသမီး4ယောက်နော်သမီးကညာ4ယောက်လို့ပြောတော့အပြိုကလေးတွေပဲနော်အဲ့ဒီအချိန်တုန်းကဆိုရင်ကျွန်မတို့ကြည့်မယ်ဆိုရင်အမျိုးသမီးတွေကဒီလောက်အထိအခွင့်အရေးပေးခြင်းမခံရတဲ့အနေအထားမျိုးမှာဖြစ်နေတယ်ပေါ့နော်ဆိုတဲ့ဟာမျိုးလေကျွန်မတို့လေ့လာသိရှိရတယ်သူတို့ရဲ့ဒီယဉ်ကျေးမှုအရာနော်အမျိုးသမီးတွေကနေရာပေးခြင်းမခံရဘူးသို့တော်လည်းပဲဒီနေရာမှာဘာလေးကိုတွေ့ရလဲဆိုရင်ဒီအမျိုးသမီးတွေကဒီကနဦးအသင်းတော်မှာဒီသမီးပြိုလေး4ယောက်ကသာသနာပြုခြင်းကိုပြုတယ်ဆိုတော့သမီးပြိုလို့ပြောတဲ့အတွက်ကြောင့်အသက်ငယ်မယ်ဆိုတာကိုလည်းကျမတို့စဉ်းစားလို့ရတယ်ပေါ့နော်ဆိုတော့ဒီကနေ့ပြောချင်တာကဘာလဲဆိုရင်ကျမတို့ရဲ့မိသားစုတွေထဲမှာကျမတို့ရဲ့သားငယ်သမီးငယ်လေးတွေကိုငယ်ငယ်ကလေးတွေကကေတင်ချင်းစုကျေးဇူးကိုစိတ်ချစေပြီးသူတို့ကိုယ်တိုင်ကနေဒီကေတင်ချင်းစုကျေးဇူးရဲ့ကျေးဇူးတော်တတ်တွေကိုရရှိပြီးတော့မှသူတပားကိုပြန်လဲပြီးတော့မှတက်သေးခံနိုင်ဝင်ငါနိုင်ဟောကြားနိုင်တဲ့စုကျေးဇူးကိုကျမတို့ကရဖို့အတွက်ဆုတောင်းပေးဖို့လိုတယ်ပြုစုပြောထောင်ပေးဖို့လိုတယ်အသင်းတော်တစ်ခုတည်းနဲ့မရပါဘူးကျမတို့အသင်းတော်မှာ church မှာကလေးတွေကိုကျမတို့ Sunday school သင်ပေးတယ်ဆိုတော့တနေ့မှတစ်နာရီမနေ့ပိုင်းဆိုတစ်နာရီနေ့လယ်မှာ2နာရီမှတစ်ချိန်ဒါလေးကနည်းနည်းလေးပဲရှိတယ်အဝင်အထွက်တွေနဲ့ပေါ့နော်ဒီထက်မကကျမတို့လှုပ်ဖို့ဆိုတာအိမ်ကနေပဲအစာပြုလို့ရတာဖြစ်ပါတယ်အဲဒီတော့ကျမတို့တွေဒီဖိလိပ္ပုဟာသူ့သမီးလေးယောက်ကိုသူဘယ်လို train ခဲ့လဲတော့မသိဘူးအပြိုကညာဖြစ်လင့်ကစားနော်ပယောဖက်ချစ်ပြုချစ်မှုကိုပြုတယ်ဖခင်ရဲ့ဧဝံဂေလိအရာတွေကိုပြောတယ်ဟောတယ်နော်နမိတ်လက္ခဏာတွေကိုပြောခြင်းနေရှိကောင်းရှိပါလိမ့်မယ်အဲ့ဒီတော့ဒီကနေ့အဲ့ဒီအိမ်တော်ဟာဘယ်လိုလဲဆိုတော့မင်္ဂလာရှိတဲ့အိမ်တော်ဖြစ်ပါတယ်မင်္ဂလာနဲ့ပြည့်စုံတယ်ဆိုတာကိုလည်းကျမတို့နားလည်ပြီးဆင်ခြင်ရပါတယ်အဲ့ဒီတော့အိမ်တော်မှာမင်္ဂလာရှိဖို့ကျမတို့သာသနာပြုခြင်းကိုအစပြုဖို့လိုနေတယ်အိမ်တော်တဲ့မိသားစုတဲ့ကိုယ့်ရဲ့သားသမီးတွေဒီအရာကိုသိရှိနားလည်ဖို့ကိုယ်တိုင်ကလေ့လာဖတ်ရှုဖို့လိုအပ်နေပါတယ်ဆိုတာလေးကိုလည်းကျမတို့ဆင်ခြင်မိသလိုအဲ့လိုမျိုးကျမတို့တွေဒီပြုစုပြောထောင်မယ်ဆိုရင်ကျမတို့နဲ့အတူကျမတို့ရဲ့သားသမီးတွေမိသားစုတွေအသင်းတော်အတွက်လူမှုအတိုင်းအဝိုင်းအတွက်မင်္ဂလာဖြစ်စေမယ်ဆိုတဲ့အရာလေးကိုလည်းခွန်အားပေးလိုပါတယ်အဲ့တော့ဒီအရာလေးဟာဒီတစ်ပတ်ကျမအားလုံးကိုခွန်အားပေးခြင်းနဲ့3ချက်ဖြစ်ပါတယ်တစ်ချက်ကထာဝရဘုရား၏အမိန့်တော်အတိုင်းသွာလာတော်မိသားစုသည်မင်္ဂလာနဲ့အစဉ်အမြဲကောင်းကြီးကိုခံစားရပါတယ်။နေ့တစ်ချက်ကထာဝရဘုရားရဲ့စကားတော်အတိုင်းယွန်ရှာဖွယ်ရာများကိုမိမိအိမ်တော်ကဖယ်ရှားမယ်ဆိုရင်အိမ်တော်မှာမင်္ဂလာကအစဉ်အမြဲရှိပါလိမ့်မယ်။၃ချက်တစ်ချက်ခရစ်တော်ရဲ့မိန့်မာတော်မူချက်အတိုင်းသာသနာပြုခြင်းအမှုကိုမိမိအိမ်ထောင်မှာအစပြုမယ်ဆိုရင်မိမိရဲ့အိမ်ထောင်မှာမင်္ဂလာရှိခြင်းဆိုတဲ့အရာကိုရရှိခံစားရမှာဖြစ်ပါတယ်လို့ဒီနေ့ဒီတစ်ပတ်အတွက်ကိုအနည်းငယ်တိုက်တွန်းဝင်ကပြီးခွန်အားပေးလိုပါတယ်ရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ